ချင်းပေါင်ဆိုလိုက်တာနဲ့ဟင်းတစ်ခွက်ကိုပဲအရင်ဆုံးဖြည့်မြင့်မိကြရဟုတ်ဒါပေမဲ့လေဒီအပင်ကအဲ့ထက်အများကြီးပေါ်ပါတယ်တကယ်လို့မျက်စိရှိမှလည်းရှိနေပေမဲ့လူသိမသိသေးတဲ့အာဟာရပုံတစ်လုံးလိုတောင်ပြောလို့ရတယ်ကဲအဲ့ကြောင့်ကိုဒီနေ့အသေးစိတ်လေ့လာကြည့်ကြရအောင်ဒီလိုလာပါတဲ့ခပုံပန်းပွင့်ကိုမြင်လိုက်ရင်ချင်းပြုံးပြုံးလေးနဲ့တောင်းလို့ကောင်းတဲ့ Hibiscus level 6ကိုပဲအများစုကသတိရအကြမှာပါဒါပေမဲ့သူ့ရဲ့တန်ဖိုးကအဲ့ဒီလက်ဖက်ရည်ခွက်တဲမှာပဲအကုန်ဆုံးတော်တာမျိုးမဟုတ်ပါဘူးသူကိုကျွန်တော်တို့စီမှာချင်းပေါင်လို့တိကျတယ်လို့ပဲကမ္ဘာနေရာအတော်များများမှာ sorrel hibiscus လို့နာမည်အမူနီယိုနဲ့ခေါ်ကြတယ်မူလဘူတာကအနောက်အာဖရိကကလာတာထိပြင်မဲ့အခုဆိုရင်တော့အာရှကာရီဘီယန်ဒေသတွေအထိသူ့ရဲ့အရာသားကိုလူတွေနဲ့တက်နေကြပြီလက်ဖက်6ကနေ wine ထိအသုံးဝင်ပုံကလည်းတကယ်ကိုစုံလင်လာပါတယ်ဒီနေ့မှာတော့ချင်းပေါင်မင်းဆိုတာဘာလဲဆိုတာနဲ့အရင်ဆုံးမိတ်ဆက်မယ်ပြီးရင်သူ့ရဲ့မျိုးကွဲနှစ်ခုကြားကစိတ်ဝင်စားရဇလံကိုပြောပြမယ်အာဟာရတံပိုးတွေကိုတိပ္ပံနေကြဘလို့ကွာလဲနိုင်ရှင်းကြည့်ပြီးတော့လက်တွေ့ဘဝမှာဘလို့အသုံးချမလဲဆိုတာဒီဆက်သွားကြပါမယ်ကဲပထမဆုံးပိုင်းနေနဲ့ဒီအပင့်ကအချက်အဖြစ်မှာဘလောက်တောင်ဖက်ဆုံကြတယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ပါဒီအပင်ရဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ကသူ့ရဲ့အစိတ်ပိုင်းတော်များများကိုစားလို့ရတာပါပဲဟိုအနီရောင်ပွင့်ဖက်အောင်တွေကိုလက်ဖက်6တို့ရိုးတို့လောက်ကြတယ်လို့အရက်နုနုလေးတွေကိုလည်းအတုတ်ထဲထည့်စားလို့ရတယ်ဒါတည်းမကသေးဘူးအပွင့်တွေကိုတော့အချောက်ခမ်းပြီးလက်ဖက်6လောက်တော့လို့ရတယ်ဗျာတကယ်ကိုအသုံးဝင်တဲ့အပင်ပဲဟုတ်ပြီချင်းဖုံပင်မှာအနီရောင်မျိုးနဲ့အစိမ်းရောင်မျိုးဆိုပြီးအထီးကအဖြစ်2မျိုးရှိတယ်အပြင်ပိုင်းကရောင်တင်ကွာတာလားဒါမှမဟုတ်အတွင်းပိုင်းကအာဟာရဓာတ်တွေပါကွာခြားနေမလားစိတ်ဝင်စားစရာကောင်းတဲ့နိုင်ရှင်ချက်တစ်ခုကိုကြည့်လိုက်ကြရအောင်ဒီမေခွန်းကပဲကျွန်တော်တို့ကိုတေပနီးကြလေးလာတွေ့ရှိချက်တွေစီကိုခေါ်ဆောင်ထားတော့မှာဖြစ်ပါရဲ့အမြင်မှန်းကြည့်ုံနဲ့တန်သူတို့နှစ်ခုကတော်တော်ကွာပါမယ်နိုင်ဂျီးရီးယားသူတေသနာတစ်ခုမှဆိုရင်အနီရောင်မျိုးကပင်စီကအစနီးတဲ့အဖွင့်ကအဝါရောင်ပြီးတော့အရွက်ကလည်းပိုကြီးတယ်ပေါ့အစိမ်းရောင်မျိုးကတော့သူ့နာမည်အတိုင်းပဲပင်စီကစိမ့်စိမ့်လေးအဖွင့်ကအဖြူရောင်အရွက်ကြတော့နည်းနည်းပိုသေးတာကိုတွေ့ရတယ်လို့ဆိုပါတယ်ကဲအခုတကယ်ကိုဆက်လို့ရှားဆက်အကောင်ဟိုအပိုင်းကိုရောက်လာပါပြီဒီမျိုးကွက်နှစ်ခုရဲ့အထဲကဟာရတန်ဘူတွေကရောဘလောက်တောင်ကွာခြားနေမလဲဒီလေ့လာမှုမှာအဓိကအာရုံစိုက်ခဲ့တာကအာဟာရဓာတ်အပြည့်အဝဆုံးဖြစ်တဲ့အရွယ်ပိုင်းပါရလက်တွေကတကယ်ကိုအန်အောစရာကောင်းပါတယ်ဒီ graph ကိုကြည့်လိုက်တာနဲ့တခါတည်းရှင်းသွားမှာပါဗီတာမင် C ပါဝင်မှုမှာအနီရောင်မျိုးရဲ့အရွက်ကအစိမ်းရောင်မျိုးအရွက်ထက်တိတိတာတာကိုတာလွန်နေတာတွေ့ရမှာပါရှင်းရှင်းလင်းလင်းပြောရရင်အနီရောင်ချင်းပေါင်ရွက်ကဗီတာမင် C ကို20ကျော်ပို့ပြီးပေးစွမ်းနိုင်တဲ့ဆိုတဲ့အချက်ကပဲဒါကတော်တော်လေးကိုကွာခြားတဲ့ပမာဏတစ်ခုပါဒါမဲ့လေဇလန်ကဒီမှာမပြီးသေးဘူးတတုတတိပေါက်ကိုလဲကြည့်လိုက်ရခါမှာအဖေကတစ်မျိုးဖြစ်သွားရောဟုတ်ပါတယ်ကယ်လ်ဆီယမ်မှာတော့အနီရောင်မျိုးကအနာရသွားတယ်ဒါမဲ့မက်ဂနီဆီယမ်ပိုတက်ဆီယမ်နဲ့ဆိုဒီယမ်လိုဓာတ်တွေမှာကြတော့အစိမ်းရောင်မျိုးကပြန်ပြီးတော့အသားစီးရသွားပြန်ရောအဲ့တော့ဘယ်လိုသဘောလဲဆိုတော့မျိုးကွဲတစ်ခုကအရာရာတိုင်းမှာပို့ကောင်းတယ်လို့တစ်ကြားကြီးပြောလို့မရဘူးဆိုတဲ့သဘောပါပဲတစ်ခုစီမှာသူအားသာချက်နဲ့သူရှိနေတာပေါ့ကဲဒီကနန်းတွေဒီအချက်လက်တွေကစာရွက်ပေါ်မှာပဲရှိနေတာမဟုတ်ပါဘူးဒါတွေကကျွန်တော်တို့ကျန်းမာရေးအတွက်ဘလို့တကယ်အရေးပါတယ်လဲဆိုတာကိုကြည့်လိုက်ရအောင်ကယ်လ်ဆီယမ်တို့မက်ဂနီဆီယမ်တို့လိုသတ္တုဓာတ်တွေဟာအယိုးတွေခိုင်မာဖို့ကြွက်သားနဲ့အာယုံကြောစနစ်တွေကောင်းကောင်းအလုပ်လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေပါဒါတွေကိုချင်းပေါင်ရွက်ကနေကောင်းကောင်းရရှိနိုင်ပါတယ်အခုချင်းပေါင်ရွက်ရဲ့အာဟာရတန်ကိုလူသိများပြီးချင်းမရွက်တော့နာမည်ကြီးလာတဲ့ဟင်းရွက်တစ်မျိုးနဲ့တစ်ချက်လောက်နိုင်ရှင်းကြည့်အောင်ဒီနိုင်ရှင်းချက်ကတော့တကယ်ကိုအားရစရာပါပဲချင်းပေါင်ရွက်မှာပါတဲ့တန်တက်ကကဘာကျော်ခေးလို့ခေါ်တဲ့ကန်စွန်းရွက်အမျိုးအစားမှာပါတဲ့တန်တက်နဲ့တန်တူရှိနေတယ်ဒါတည်းမကဘူးကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ပါဝင်မှုမှာတော့ခေးထက်တောင်တာနေတာကိုတွေ့ရပါတယ်ဒါကြောင့်ချင်းပေါင်ရွက်ကိုအာဟာရပုံတစ်လုံးလို့ခေါ်တာလုံးဝမဖားပါဘူးအခုတော့ဒီအပင်ကိုကိုယ့်ရဲ့စာပွဲပေါ်ကိုဘလို့ရောက်အောင်လုပ်မလဲဆိုတဲ့လက်တွေ့ကျတဲ့အပိုင်းကိုကြည့်ကြရအောင်လူသုံးအများဆုံးဖြစ်တဲ့ဖွင့်ဖတ်အောင်တွေကိုရိတ်သိမ်းရတာကလွယ်ပါတယ်အပွင့်ကျွေသွားပြီးတော့မှကြံခဲ့တဲ့အနီရောင်အဖူးလေးတွေဖူးကြွာလာတဲ့အခါဖြစ်ယူရုံပါပဲအထက်ကအစီကိုတော့ဖြေရှားပေးဖို့လိုအပ်ပါတယ်ဒါကတော့ရိတ်သိမ်းမိသားပွင့်ဖတ်အောင်နေပါပဲဒီလားပါတဲ့အနီရောင်အဖူးလေးတွေဟာအရာသာရှိတောင်သားမကတိတ်ပတ်နေကြတက်တေပြထားတဲ့အာဟာရတွေနဲ့ပါပြည့်နေနေတဲ့ပတ်စုံသွန်းပါဝင်မစီတစ်ခုဖြစ်ပါတယ်ကဲဒီတော့နောက်တစ်ခါအလဲဖဲဆိုင်မှာဖြစ်ဖြစ်စားထောက်ဆိုင်မှာဖြစ်ဖြစ် hibiscus ဆိုတဲ့နာမည်ကိုတွေ့လိုက်တဲ့အခါဒါဟာလှပတဲ့အနီရောင်ဖြော်ကြီးတစ်ခွက်ထက်အများကြီးပေါ်တဲ့အာဟာရတန်ဖိုးတွေကြောင့်ပြန်ပြီးတတိယနေတော့မှသိချပါတယ်